အားလုံးမင်္ဂလာပါခင်ဗျာမိတ်ဆွေရဲ့ဆိုင်မှာမိတ်ဆွေရဲ့ဝန်ထမ်းတွေကိုမိတ်ဆွေအလုံးမလုံးဘူးလို့မြင်နေသလားအလုံးလုံးရင်လားအားမရအားမလို့အားမရဖြစ်နေသလားလိုအပ်ချက်တွေရှိနေလို့မြင်နေသလားဒါမှမဟုတ်ဘူးဆိုရင်လည်းမိတ်ဆွေရဲ့ဆိုင်မှာမိတ်ဆွေရဲ့ဝန်ထမ်းတွေကိုမိတ်ဆွေလိုအပ်တာညွှန်ကြားပြတာပြီးမှလိုက်မလုပ်တာစင်ကြီးတွေပေးနေရတယ်ကြုံတွေ့နေရသလားဒါဆိုရင်တော့မိတ်ဆွေဒီဗီဒီယိုအဆုံးထိကြည့်ပေးဖို့လိုပါလိမ့်မယ်သုံးရလုပ်ငန်းဆိုတာကတူတယောက်တည်းရဲ့ပိုင်ရှင်သို့မဟုတ်ပိုင်ရှင်ရဲ့မျက်နှာတစ်ခုတည်းနဲ့တည်ဆောက်လို့မရပါဘူးလူအသိအဖွဲ့နဲ့စုပေါင်းလုပ်ရတဲ့လုပ်ငန်းဖြစ်တဲ့အတွက်စီမီစီကန်နဲ့လုံးနေရအရေးကြီးပါတယ်ဒါနဲ့ပတ်သက်ပြီးကျွန်တော်အချက်၃ချက်ကျွန်တော်ပြောပြလိုပါတယ်နံပါတ်1ဝန်ထမ်းခန္ဓာမှုဆိုင်ရာသတ်မှတ်ချက်ထားရှိဖို့ဖြစ်ပါတယ်ဝန်ထမ်းခန္ဓာမှုဆိုင်ရာသတ်မှတ်ချက်ပတ်သက်ပြီးကျွန်တော်တို့သူတို့လုပ်ငန်းဝင်နဲ့ပတ်သက်တဲ့အရာအလုံးကိုကျွန်တော်အသေးစိတ်ကျွန်တော်တို့ပြောပြထားဖို့လိုပါမယ်ကျွန်တော်တို့လုပ်ရမယ့်ခြေဒီပေါ့နော်လုပ်ရမယ့်အလုံးနဲ့သူတို့ခန့်ထားတဲ့အလုပ်အတွက်သူတို့လုပ်ရမယ့်တာဝန်နောက်ပြီးတော့လုပ်ဝင်ရမယ့်ဂျူတီချင်းနောက်ပြီးတော့ဂျူတီအဆိုင်ရှိရဆိုရင်ဘယ်ချိန်နေနားရဲဆိုကျွန်တော်တို့ဘယ်လိုပေးတာအလုံးမှပတ်သက်ပြီးတော့ခွင့်တောင်းမှဆိုရင်ကျွန်တော်တို့ခွင့်ကိုဘယ်လိုတောင်းအောင်မှာဘယ်နည်းဂျူတိုင်းမှာကျွန်တော်နားချိန်ယူမှဆိုရင်ကျွန်တော်တို့ဘယ်လိုယူရတာဘယ်ချိန်နေဆိုရင်မယူရတာဘယ်ချိန်နေဆိုယူရတာစသဖြင့်ပေါ့နော်ဒါအပြင်ကျွန်တော်တို့ကဝန်ထမ်းကိုဒီသတ်မှတ်တဲ့လစာနဲ့ခန္ဓာဝင်ပေးတဲ့အခါမှာသူ့ရှိရကျွန်တော်မျှော်လင့်တဲ့လှုပ်ဆောင်ချက်တွေတောင်းသူတို့လုံးဝမဲ့တာဝန်ဝတ္တရားတွေဘယ်လိုမျိုးအချက်တွေသူတို့ချိုးဖောက်လို့မရဘူးလေဘယ်လိုအချက်မျိုးဆိုရင်ကျွန်တော်တို့အလုပ်ကနေပြီးတော့ရန်နာတဲ့အထိအရေးယူမလဲစားတဲ့အချက်တွေအကုန်လုံးကျွန်တော်တို့ကကြိုတင်သိရှိရှင်းပြပြီးတော့မှလက်ခံမှုလုပ်ပါတယ်ဒါမှသာလျှင်ဝန်ထမ်းတွေဒီသူတို့လုံးဝမဲ့လုံးနဲ့ပတ်သက်ပြီးတော့တိကျရှင်းလင်းသိပြီးသူတို့ရှောက်မှန်းလမ်းအောင်တခြားနားလည်မှာဖြစ်ပါမယ်ဒါအပြင်လို့ပဲအကယ်လို့သူတို့ဘက်ကလုပ်ငန်းနဲ့ပတ်သက်ပြီးတော့အမချောဖြစ်လာရင်လည်းသူတို့ငကိုတွေကချင်းပြပြောပြထားပြီးသားဖြစ်တဲ့အတွက်ကျွန်တော်တို့လွယ်တဲ့တကူအရေးယူဆောင်ရနိုင်မှာဖြစ်ပါတယ်နံပါတ်2ဝန်ထမ်းနဲ့ပတ်သက်ပြီးတော့လုပ်ငန်းဝင်ဆိုင်ရာလုံနည်းလက်ဆွဲထားရှိခြင်းကျွန်တော်လုပ်ငန်းဝင်ဆိုတာကအများနဲ့လုပ်ရတဲ့အလုပ်ဖြစ်တဲ့အတွက်ကျွန်တော်တို့ဝန်ထမ်းဝင်တွေမှာအရှိတော်လာကောင်းအနောက်ကောလာကောင်းကျွန်တော်တို့လုံနည်းနဲ့ပတ်သက်တဲ့လက်ဆွဲပုံစံမျိုးထားဖို့လိုပါတယ်ကျွန်တော်တို့နမူနာပြောပြရမယ်ဆိုရင်ကျွန်တော်တို့ဆိုင်ထဲကိုဝင်လာမယ်ဆိုရင်ရှေ့ဘက်ဝန်ဆောင်မှုပေးတဲ့ဝန်ထမ်းတွေအနေနဲ့ဧည့်သည်ကိုဘယ်လိုနှုတ်ဆက်မှာ cash account မှာဧည့်သည်ကိုဘယ်လိုနှုတ်ဆက်မှာတကားပေါ်မှာဘယ်လိုနှုတ်ဆက်မှာဧည့်သည်ကိုဒီစပွဲကိုဘယ်လိုလမ်းညွှန်ပြသမှာ order ကိုဘယ်လိုကောက်မှာစားသဖြင့်လုပ်ငန်းဝင်နဲ့ပတ်သက်ပြီးလုံနေပိုင်းဆိုင်အောင်လက်ဆွဲပုံစံနဲ့ကျွန်တော်တို့ပြုစုရေးသားပြီးတော့ညွှန်ကြားထားဖို့လိုပါတယ်နောက်တော့လောက်အောင်ရှေ့တော့လောက်အောင်ပေါ့နော်အတေးကြပစ္စည်းမှာယူမယ်ဆိုရင်ဘယ်လိုမှာယူရမလဲဘယ်ချိန်ပစ္စည်းတင်ရမလဲကျွန်တော်တို့ပစ္စည်းလက်ခံဘယ်လိုလက်ခံဘယ်လိုချက်တွေဆိုရင်ကျွန်တော်ဘာလုပ်ရမလဲစသဖြင့်အသေးစိတ်ညွှန်ကြားဖို့လိုပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့လုပ်ငန်းခွင်ဆိုတာကနေ့တူကကြာလာပြီဆိုရင်လူဆိုတာနေ့တူကလောက်ရတဲ့အရာဒီသူတို့အတွက်ကျွမ်းကျင်မှုပို့စေပါတယ်ဒီနေရာမှာကျွန်တော်တို့လူချင်းတဲ့ပုံစံတိုင်းစနစ်တကျတင် जा ပြသပြီးတော့မှလမ်းကြောင်းမပေးထားဘူးဆိုရင်သူတို့လိုချင်သူတို့စိတ်ထင်သူတို့လိုချင်တဲ့ပုံစံတွေနဲ့သူတို့ဆောင်ရွက်မှာဖြစ်ပါတယ်အဲ့တော့မိတ်ဆွေမမေးဖို့ကမိတ်ဆွေလက်ဆွဲစာအုပ်ကိုမရေးဆွဲရင်သူတို့တဦးချင်းသူတို့မိုဘိုင်းလက်ဆွဲစာအုပ်ပုံစံမျိုးရေးဆွဲပါလိမ့်မယ်နံပါတ်3ဝန်ထမ်းနဲ့ပတ်သက်ပြီးတော့လောက်ကလာစာအပြင်အပိုတဆောင်ခံဆောင်ခွင့်ပြုခြင်းဝန်ထမ်းတွေကိုကျွန်တော်တို့အလုပ်ခံထားတဲ့အခါမှာသူတို့ရဲ့လောက်ကလာစာအပြင်ကျွန်တော်တို့လောက်သားလာတာတခုတည်းစဉ်းစားပြီးပေးတာမျိုးမဟုတ်ဘဲနဲ့သူတို့ရဲ့လောက်ကလာစာအပြင်တလားသူတို့ရဲ့စွမ်းဆောင်ရည်နဲ့သူတို့ရဲ့သတ်မှတ်ချက်ပန်းနိုင်ကိုမူတည်ပြီးတော့ခံစားခွင့်ပြေဖို့ပုံစံမျိုးကိုကျွန်တော်ဆောင်ရွက်ဖို့လိုပါတယ်ဒါမှသာလေကျွန်တော်တို့ရဲ့ဝန်ထမ်းမူဝါဒဒီကျွန်တော်တို့ကအလုပ်လုပ်တဲ့အားပေါ်မှာအားပေးတာပို့ပြီးတော့ကြိုးစားတဲ့လူပေါ်မှာချီးမြှောက်တဲ့ပုံစံမျိုးစနစ်ကိုသွားတာမျိုးဖြစ်ပြီးတော့လိုက်မလုပ်တာပိကလုပ်တာဒေးအတွက်လိုက်တာပုံမကျဝန်ထမ်းပါဝါတာစသဖြင့်ဟာမျိုးကိုကျွန်တော်တို့အရေးယူဆောင်ရတဲ့ပုံစံမျိုးတစ်ဖက်ကပြောင်းပြန်ပေါ့နော်သူတဲ့လုပ်ငန်းပေါ်မှာပိုလေးလာတာတာဝန်ပိုယူလာအလုပ်ပိုကြိုးစားလာတတ်မှတ်ချက်ပေါ်မှာပြည့်မြောက်လုပ်တဲ့ဟာပေါ်မှာကျွန်တော်ပိုခံစားဝင်ပေးတဲ့ပုံစံမျိုးပေါ့နော်နဒီ9ချက်နံပါတ်5ချက်ပြောမယ်ဆိုရင်နဒီ9ချက်နံပါတ်5ချက်မဟုတ်ဘဲနဲ့ကျွန်တော်တို့ခံစားဝင်ပုံမူတည်ပြီးတော့ဘိုးနဲ့ပေးတဲ့ပုံစံမျိုးကိုကျွန်တော်တို့ပေးတာမျိုးဖြစ်ပါတယ်ဒါမျိုးဆိုရင်ဝန်ထမ်းတွေအနေနဲ့လည်းသူတို့လုပ်ငန်းကမှာကျွန်တော်တို့ကရှင်းလင်းသိမှဖြစ်ပြီးတော့သူတို့သွားရမယ့်လမ်းကြောင်းကပြတ်သားမြင်မှဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကပြောခဲ့တဲ့အချက်3ချက်ဖြစ်တဲ့ဝန်ထမ်းခန္ဓာမှုဆိုင်ရာမှာတတ်မှတ်ချက်ထားရှိခြင်းမူဝါဒအပြည့်အတိအကျထားရှိခြင်းဝန်ထမ်းတွေနဲ့ပတ်သက်ပြီးတော့လုပ်ငန်းခွင်လုပ်နည်းထားရှိခြင်း
နံပါတ်3ဝန်ထမ်းလောက်ကခါစားအပြင်ကျွန်တော်တို့စွမ်းဆောင်ရည်နဲ့တမတ်ချက်ပုံမူတည်ပြီးတော့ခံစားခွင့်ပြုခြင်းအဲ့ဒီ၃ချက်ကိုကျွန်တော်လုပ်ကြည့်မယ်ဆိုရင်မိတ်ဆွေရဲ့လုပ်ငန်းခွင်ထဲမှာကြုံတွေ့နေရတဲ့စကားနာမထောင်တာပြောရဆိုရကတာမျိုးလုံးထဲမှာမတွေးတာအလုပ်လုပ်တာအားမရတာစားတဲ့ပြဿနာတွေအားလုံးကိုဖြေရှင်းပြီးဖြစ်သွားပါလိမ့်မယ်အဲ့တော့ကျွန်တော်ပေးတဲ့အကြံဉာဏ်လေးတွေကိုကျွန်တော်တို့လုပ်ငန်းခွင်မှာအသုံးချလို့ရမယ်လို့ပြောလင်းပါတယ်အဲ့တော့ကျွန်တော်ပြောတာနဲ့ပတ်သက်ပြီးတော့မိတ်ဆွေရောဘယ်လိုထင်လဲကမ္ဘာမှာကျွန်တော်ဆွေးနွေးပေးခဲ့ပါအောင်အားလုံးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ